အခုပြောပြပေးမှာတွေကတော့ M3 GLPT မှာပါတဲ့ grammar မေးခွန်းပုံစံ၃မျိုးတွေကနောက်ဆုံးတစ်မျိုးဖြစ်တဲ့ Mondai San ပေါ့နော်ဆိုတော့ grammar မျိုးစား၃မျိုးထဲမှာမှသူကနောက်ဆုံးတစ်မျိုးဖြစ်ပြီးတော့သူ့ရဲ့ပုံစံကကြတော့စာပိုက်တစ်ပိုက်ကိုဖတ်ရမယ်အဲ့ဒီစာပိုက်လေးထဲမှာပေးထားတဲ့ကွက်လက်ပေါက်လေးတွေရှိတယ်နော်ကွက်လက်ပေါက်လေးတွေကများသောအားဖြင့်တော့5ခုကွက်လက်ဖောက်ပေးတတ်တယ်တစ်ခါတလေမှာတော့4ခုပဲပါလာတာမျိုးလည်းရှိတယ်ဆိုတော့ဒီမှာကတော့ဒီဥပမာစာပိုက်လေးမှာအပေါက်လေး၄ပေါက်ရှိတယ်ပေါ့နော်19ကနေပြီးတော့22ထိဆိုတော့အဲ့ကွက်လက်ပေါက်လေးတွေမှာဒီအောက်မှာပေးထားတဲ့19ဆိုရင်1 2 3 4ဆိုပြီးတော့ option ၄ခုပေးထားတဲ့ထဲမှာမှတင့်တော်တဲ့ grammar ပုံစံကိုအဲ့ဒီထဲမှာထည့်ပေးရမှာပေါ့နော်ဆိုတော့စာပိုက်ကိုဖတ်ပြီးရင်စာပိုက်ရဲ့အရှိနဲ့အနောက်ကိုစီလိုအောင်ဘာသာပြန်ပြီးတော့သူကြားထဲမှာဗာထည့်မလဲဆိုတာကိုစဉ်းစားရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာကတော့အဲ့ဒီပုံစံမျိုးစားလေးကိုဥပマလေးပြပြပေးသွားမယ်ပေါ့နော်ဆိုတော့စပြီးကြည့်ကြည့်အောင်日本に来る前に日本には無料で講座見学ができるところがあると聞いてဂျပန်ကိုမလာခင်ကလေးကပေါ့နော်ဂျပန်မှာအခမဲ့ဒီဆက်ရုံလေးလာမှုတွေကိုလုပ်နိုင်တဲ့နေရာတွေရှိတယ်ဆိုတာကိုကြားပြီးတော့တဲ့面白そうだと思いましたစိတ်ဝင်စားဖို့ကောင်းတယ်လို့လည်းထင်ခဲ့ပါတယ်တဲ့日本に行ったら絶対に行こうと思っていたのですがဂျပန်ကိုလာပြီးသွားပြီဆိုလို့ရှိရင်တော့ဆက်သွားမယ်လို့တွေးထားခဲ့ပြီမယ်လေပေါ့နော်3月に行くことができましたပြီးခဲ့တဲ့လကပဲနောက်ဆုံး topic လိုက်ခဲ့တယ်နော်ပြီးဒီမှာကွက်လက်ပေါက်လေးတစ်ခုရှိမယ်လောလောဆယ်မှာဒီလိုမျိုးနောက်ကဟာအောင်မဖတ်ရသေးခင်မှာဒီကွက်လက်ကိုတော့ဖြေလို့မရသေးဘူးပေါ့နော်ဆိုတော့နောက်ကဟာလေးကိုလည်းဖတ်ကြည့်ပြီးတော့ရှေ့ရစာကြောင်းနဲ့နောက်ကစာကြောင်းနဲ့အဆက်ဆက်ရှိလားဆိုတာလေးကိုစဉ်းစားပြီးတော့မှသူနဲ့တင့်တော်တဲ့ဟာလေးကိုဆက်ရှိအောင်ထည့်ကြမယ်နော်何々のはアイスクリームの会社の工場です何々ကတော့တဲ့ဒီရေခဲမုတ်ကုမ္ပဏီရဲ့စက်ရုံဖြစ်တယ်ပေါ့နော်工場では機械を使って材料を混ぜたり型に入れたり凍らせたりしていましたအဲ့တော့ဒီမှာစက်ရုံမှာကကြတော့အခွင့်အရေးကိုသုံးချပြီးတော့ပါဝင်ပစ္စည်းတွေကိုမှွေတာတို့မူသွင်းတာပေါ့နော်ပုံစံသွင်းတာတို့ပြီးလို့ရှိရင်အခဲခံတာတို့ကိုလုပ်ကြည့်ခဲ့ပါတယ်ဒါဆိုလို့ရှိရင်ဒီ19မှာပါထည့်ကြမယ်နော်19မှာပေးထားတဲ့ option လေးကိုကြည့်ကြည့်ကြရအောင်နံပါတ်1က看学するနောက်နံပါတ်2看学した看学している看学してあるဒါဆိုရင်ဒီထဲမှာတင့်တော်တဲ့စလုံးကကြတော့看学したသူသွားပြီးတော့ကြည့်ခဲ့တာကသူလုတ်ခဲ့ပြီးသားအကြောင်းအရာကိုပြောနေတာဖြစ်တဲ့အတွက်သူသွားပြီးကြည့်ခဲ့တာကတော့ရေခဲမုတ်ကုမ္ပဏီရဲ့စက်ရုံဖြစ်ပါတယ်ဆိုတော့ဒီဖြေမှန်လေးကတော့နိဖြစ်မယ်ပေါ့နော်ဒါဆိုဆက်ပြီးတော့ဖတ်ကြည့်အောင်工場の人の説明は丁寧でစက်ရုံကလူရှင်းပြချက်ကလည်းလုံးဝရှင်းရှင်းလင်းလင်းနဲ့ပေါ့နော်機械や商品の説明が聞かれた資料もくれたのでよくわかりましたဒီလိုစက်ပစ္စည်းတွေရဲ့ပစ္စည်းတွေရှင်းပြချက်တွေရေးထားတဲ့စာရွက်တွေကိုလည်းပေးခဲ့တာကြောင့်မလို့ပေါ့နော်သူကောင်းကောင်းလေးနားလည်ခဲ့ပါတယ်တဲ့できたばかりのアイスも食べさせてくれましたခုမှလုတ်ပြီးကစားရေခဲမုံတွေကိုလည်းပေါ့နော်သူစားခွင့်ရခဲ့တယ်構造感覚は本当に楽しかったですဒီသူစက်ရုံလေးလာကြည့်ရှုမှုကတော့တကယ်ကိုပဲပြောစရာကောင်းခဲ့ပါတယ်20ကွက်လက်လေးနောက်တစ်ခုပေါ့နော်ဒါလေးどうして無料で見学をさせてくれるのかわかりませんでしたဘာဖြစ်လို့အလကားလိုက်ပြီးတော့ဒီလိုလေးလာမှုကိုပြုလုပ်ခွင့်ပေးတာလဲဆိုတာကိုတော့မသိပါဘူးတဲ့ဒါဆိုရင်20မှာပါထည့်ရမယ်ကြည့်အောင်でもဒါပေမဲ့ဆိုတာတစ်ခါရဲ့စင်ပြေတဲ့ထည့်ရမယ်စကားလုံးလေးပေါ့နော်အရန်ကိုပဲပြဿနာကောင်းခဲ့ပါတယ်ဒါပေမဲ့လည်းဘာဖြစ်လို့အလကားကြည့်ရှုခွင့်ပေးတယ်လဲဆိုတာကိုတော့မသိပါဘူးเนาะဒါဆို20မှာဖြည့်ရမယ်စကားလုံးလေးရကြတော့でも調べてみたら工場見学は会社側にもいいことがあると分かりましたရှာကြည့်လိုက်တဲ့အချိန်မှာဒီစက်ရုံလေးလာကြည့်ရှုမှုကကျတော့ဒီ company ဘက်မှာလည်းကောင်းကွက်ရှိတယ်ဆိုတာကိုသိလိုက်ရတယ်ပေါ့နော်ある新聞の調査によるとသတင်းစာတစ်ခုကနေသူစတန်ကောက်ထားတာအရာကတော့တဲ့工場見学した人の大部分がဒီစက်ရုံလေးလာကြည့်ရှုမှုတွေကိုလုပ်ခဲ့တဲ့လူတော်တော်များများကနာနီနာနီで作られている商品を好きになりနာနီနာနီမှာပြုလုပ်တဲ့ကုန်ပစ္စည်းတွေကိုကြိုက်သွားတယ်会社に対するイメージも良くなったそうですကုမ္ပဏီအပေါ်ကသူရဲ့ပုံရိပ်ကလည်းကောင်းသွားတယ်နော်အဲဆိုဒီ27မှာပါထည့်မယ်27မှာပေးထားတာこれそれここそこ
ဒါဆိုလို့ရှိရင်နာနီနာနီတဲ့စကရာတဲ့လို့ရှောဟီရောစကီနီနာရီဆိုနာနီနာနီမှာပြုတ်လုပ်တဲ့ကုန်ပစ္စည်းကိုကြိုက်သွားတယ်ဒါဆိုရင်ဘာဖြစ်မလဲဆိုစပိုးဖြစ်မှာပေါ့နော်အဲ့ဒီမှာလုပ်တဲ့ပစ္စည်းတွေကိုလာကြည့်ရတဲ့သူတွေကြိုက်သွားတယ်ဒါဆိုဆက်ဖတ်ကြည့်မယ်実際に私も構造感覚をした会社の印象が前より良くなりました。တကယ်ကိုပဲပေါ့နော်ကျွန်တော်လည်းဒီစက်ရုံလေးလာမှုလုပ်လိုက်တဲ့ကုမ္ပဏီရဲ့ image ကလည်းအရင်ကတိထားတဲ့အထက်ပုံမှန်သူပို့ပြီးတော့ဘာဖြစ်လဲဆိုတော့ကောင်းသွားတယ်သူအတွက်လည်း日本には他にも同じような構造感覚ができるところがたくさんあるそうです。ဂျပန်မှာကတော့အခုလိုမျိုးပဲတခြားသောခံစားမှုလုံးနိုင်တဲ့ကြည့်ရှုလေ့လာနိုင်တဲ့နေရာတွေအများကြီးရှိတယ်လို့ရှားတယ်နော်။今次に科学に行く工場を探しています。အခုကတော့နောက်တစ်ခေါက်မှာသူကြည့်ရှုလေ့လာဖို့သွားမယ့်စက်ရုံကိုရှာနေပါတယ်။日本にいる間にဂျပန်မှာရှိနေခြင်းကာလအတွင်းမှာပဲပေါ့နော်။いろいろな工場に科学にအမျိုးမျိုးသောစက်ရုံတွေကိုကြည့်ရှုလေ့လာဖို့နေနော်နောက်ဆုံးခုနံပါတ်1က行ってみてほしいです。နံပါတ်2က行ってみたがっています。3က行ってみるつもりです。နံပါတ်4ကကျတော့行ってみるといいです。အဲ့တော့ဒီမှာဘာဖြစ်မလဲဆိုတော့ဂျပန်မှာရှိနေစဉ်ကာလအတွင်းမှာပဲအမျိုးမျိုးသောစက်ရုံတွေကိုသွားကြည့်ခြင်းပါတယ်ပေါ့နော်။ဒါမှမဟုတ်လို့ရှိရင်လည်းသွားကြည့်မယ်ပေါ့။ဆိုဘာလေးထည့်ကြမလဲပေါ့။အဲ့မီတေဟိုရှိဆိုတာသူပြားကိုလုံခိုင်းတဲ့အရာဖြစ်တဲ့အတွက်နံပါတ်1ကတော့မဟုတ်ဘူးပေါ့နော်။ဒီမှာဒါကလည်းတပ်ပါဆန်ဂါတေးမတ်ကတပ်ပါဆန်အတွက်သုံးတဲ့ grammar မျိုးဖြစ်တဲ့အတွက်ဒီရနဲ့လည်းစီလျော်မှုမရှိဘူးပေါ့။ဒါဆိုနံပါတ်3ကကျတော့အတေမီရုစမော်ရီသွားကြည့်မယ်လို့ရည်ရွယ်ထားပါတယ်ဆိုတော့ဒါဆိုရင်ဒီ22မှာတက်တော်ရဆိုအဖြေလေးကကျတော့3ပန်းဖြစ်ပြီပေါ့နော်။ဒါကတော့ grammar ပုံစံမျိုးစား3မျိုးထဲမှာနောက်ဆုံးတော့တစ်မျိုးဖြစ်တဲ့စာပိုက်ဖတ်ပြီးတော့ grammar ဖြေရတဲ့ပုံစံမျိုးစားဖြစ်ပါတယ်။